ကျွန်တော်တော့မြန်မာနိုင်ငံမှာရိုဟင်ဂျာမရှိဘူးဆိုတာအချို့လို့ပြောပြီးကျွန်တော်ဗီဒီယိုထပ်ပေါ်မှာကြည့်ပြီးချာနာဒါမဲ့ကျွန်တော်တို့ရဲ့ campaign နေမှာ our campaign နေမှာရိုဟင်ဂျာရှိရဆိုတာကျွန်တော်ပြောတာမြန်မာနိုင်ငံကကျွန်တော်တော့မြန်မာပါဒါမဲ့ကျွန်တော်ဗီဒီယိုမှာကြည့်ပြီးဗီဒီယိုမှာချပြီးမြန်မာနိုင်ငံသမတာပြောတာကျွန်တော်သူပြောတာငါတော့မြန်မာနိုင်ငံမှာရိုဟင်ဂျာမရှိဘူးဒါမဲ့ကျွန်တော်ပြောတာကျွန်တော်တော့မြန်မာနိုင်ငံမှာရိုဟင်ဂျာရှိတယ်အဲ့ဒါကျွန်တော်တကယ်ပြောတာအဲ့ဒါ 100% ကျွန်တော်မြန်မာနိုင်ငံမှာရိုဟင်ဂျာလူမျိုးရှိတယ်။ဗမာလူမျိုးရှိတယ်။ရခိုင်လူမျိုးရှိတယ်။ခင်ဗျားတို့အားလုံးခဏစဉ်းစားပြီးရဟော comment နဲ့ပြောတယ်မှာ။ဘာကြောင့်လဲ။အချို့လို့ကျွန်တော်မြန်မာနိုင်ငံအချို့လို့ဘာကြောင့်လဲအဲ့ဒါပြောတာမြန်မာနိုင်ငံမှာရိုဟင်ဂျာမရှိဘူးအဲ့ဒါဘာကြောင့်လဲပြောတာမပြောနဲ့ပြောရင်အရင်ဒီကနေမခေါ်